တော်လေပြပရအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တောင်သူတယောက်အနေနဲ့ဒီအမပြောတဲ့စိုက်ပျိုးရေးပညာပေးဗီဒီယိုဖိုင်ကိုကျွန်တော်အနေနဲ့သုံးသက်ကြည့်မယ်ပေါ့နော်အရင်ဦးဆုံးဗီဒီယိုကြည့်ကြရအောင်ပျိုးရေးဆေးတွေဝယ်နေတဲ့အခါမြေဩဇာတွေဝယ်နေတဲ့အခါမှာနာမည်ကြီးတဲ့ဒစိမ့်မှပစ္စည်းကောင်းတာလားဒါမှမဟုတ်ရင်ဈေးကြီးတဲ့ဒစိမ့်မှပစ္စည်းကောင်းတယ်လို့ထင်နေတော့ဖဲလားနန်းတို့ရဲ့တောင်သူဦးကြီးတွေကိုတစ်ခါတလေမှလေနန်းအရန်အသေးရတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တို့ကလေလာလို့ရှိရင်ဘိုင်နှိမ့်နဲ့လာတာဘာဆေးမှဘာမြေဩဇာမှဟုတ်တယ်နော်အဲ့ဒါမှသူတို့ကကောင်းတယ်လို့ထင်ကြတာအဲ့ဒါတွေကမကောင်းလားလဲမေးကောင်းတယ်မငင်းဘူးဒါပေမဲ့တစ်ခါတလေကြလို့ရှိရင်နန်းတို့တွေနာမည်မရသေးတာလေးတွေဒါမှမဟုတ်လို့ရှိရင်တော့နေတဲ့အမျိုးအစားလေးတွေသူတို့ထက်ကောင်းတာတွေလည်းရှိတယ်လို့သူတို့နဲ့ level လိုက်တဲ့ဆေးတွေ level လိုက်တဲ့မြေဩဇာတွေလည်းအများကြီးရှိပါတယ်ဒီအရာကလေစိုက်ပျိုးရေးလောက်ကင်နေတဲ့တောင်သူတော်တော်များများမှာတွေ့ကြုံရတဲ့အမှားလေးတစ်ခုလို့ပြောချင်တယ်ဒီအမှားကိုသာကိုယ့်ရဲ့တောင်သူဦးကြီးတွေပြင်လိုက်မယ်ဆိုလို့ရှိရင်ကိုယ့်အတွက်အကျိုးအမြတ်တွေအများကြီးရရှိလာနိုင်တယ်သူပြောတာတော့တော်တော်လေးကောင်းတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောချင်တာပထမဦးဆုံးနာမည်မကြီးတဲ့ဈေးတို့မတုံးဘူးသေးတဲ့ဈေးမျိုးဇန်းသုံးကြည့်လို့သူပြောတာပေါ့နော်ဒီစကားကတော့ပြောတဲ့လူရဲ့ကုန်ပစ္စည်းထုတ်လုပ်တဲ့လူကြတော့အတွက်ကြတော့နည်းနည်းလေးသူတို့ကကောင်းလို့ထုတ်တာတော့နားလေတယ်သဘောပေါက်တယ်ဒါပေမဲ့လည်းကျွန်တော်တို့တောင်သူတယောက်အနေနဲ့ကြတော့မတုံးဘူးသေးတဲ့ဈေးတစ်ကိုကြတော့ကိုကအစမ်းပြီးတော့သုံးကြည့်မယ်ဆိုရင်တော်တော်လေးကိုအန္တရာယ်များတဲ့ထဲမှာပါတယ်ပေါ့နော်ကိုသုံးနေကြကိုသုံးတာအကောင်းဆုံးပဲလို့ကျွန်တော်အရင်ဆုံးပြောရှင်တယ်ပေါ့နော်မဖြစ်လို့လဲဆိုတော့ကိုတခါလေးမားလိုက်တာနဲ့ကိုတနစ်စာပါသွားတယ်ပေါ့နော်တနစ်စာအများကြီးဆုံးရှုံးနစ်နာမှုတွေအများကြီးရှိတယ်အဲကြောင့်မလို့ဓာတ်မြေဩဇာဆိုရင်တော့ကိစ္စမရှိဘူးဟုံတောက်လို့မို့ဆိုလို့ရှိရင်ကိုသူတို့ကဈေးရွေးချယ်စရာတွေအများကြီးထဲမှာမှဟုံတောက်လို့မို့အတစ်ထွက်လာတဲ့ဈေးကိုရွေးပြီးဖြန်းလိုက်တဲ့အချိန်မှာမှကျွန်တော်တို့တော်တော်ရုပ်ဆိုးရွားကြီးကိုဖြစ်သွားတဲ့ကိစ္စပေါ့နော်ပြီးကြမှသူတို့ကတော့ဖြည့်ချင်းပေးရပေါ့နော်တောင်သူတွေအတွက်ကြတော့ပညာပေးလို့တယ်မတိတဲ့အကြောင်းဆုံးမတိသေးဘူးလို့ဘာညာဖြစ်လာပေါ့နော်အမှန်ကတော့ဈေးကကိုသုံးနေကြဟာသုံးတာအကောင်းဆုံးပဲဒါမှမဟုတ်လို့ရှိရင်ကိုအတစ်အဆန်းသုံးလိုက်လို့တခုခုဖြစ်သွားရင်ကိုပဲနစ်နာတယ်အကယ်၍ရော်ကြီးပေးနေတဲ့ပြန်ပေးမယ်ဆိုရင်တောင်မှကိုအချိန်တွေနောက်နေသွားတာပေါ့နော်ဒီအမပြောတာကတော့မကောင်းဘူးလားဆိုတော့ကောင်းတယ်ဒါမဲ့ဖြစ်နိုင်ရင်တော့တို့တောင်သူတယောက်အနေနဲ့ဆိုရင်ဆေးဆိုလို့ရှိရင်ပေါင်းတက်ဆေးပိုးတက်ဆေးဆိုလို့ရှိရင်ကိုသုံးနေကြဟာကိုပတ်ဝန်းကျင်နဲ့အကိုက်ညီဆုံးဟာကိုသုံးတာအကောင်းဆုံးပဲအတစ်အဆန်းတွေသုံးမယ်ဆိုရင်တော်တော်လေးကိုအန္တရာယ်များတယ်ပေါ့နော်အဲ့ဒါလေးပြောချင်ပါတယ်မေးပြီကြောင်ညာတစ်ခုတွေးလိုက်ပြီဆိုရင်ဒီဆေးရှိလားဒီမျောစာရှိလားမေးကြတယ်မှန်တယ်လူတွေကသူတို့ရဲ့ပစ္စည်းရောင်းကောင်းမှုအတွက်တော့ကြောင်ညာနေကြတာပဲဒါပေမဲ့နန်းတို့ဒီကိုကစဉ်းစားရမယ်ဘလို့စဉ်းစားရမလဲဆိုလို့ရှိရင်ဥပမာအနေနဲ့ပေါ့နော်နန်းတို့မျောစာတစ်ခုကိုဝယ်မယ်ပဲထားပါတော့ပလဲမျောစာဒီနာမည်တစ်စိတ်ကဈေးနည်းနည်းကြီးတယ်နောက်ထပ်ပလဲမြေဩစာနာမည်တစ်စိတ်တစ်ခုကဈေးနည်းနည်းတက်တာတယ်ဒါဆိုလို့ရှိရင်ဘာဖြစ်လို့တောင်သူတွေကဈေးနည်းတဲ့မြေဩစာကိုမရွေးချယ်တာလဲမကောင်းဘူးလို့ထင်လို့လားအရေးသွေးနှိမ့်တယ်လို့ထင်လို့လားတော်တော်များများကအဲ့ဒီအချက်မှာမှားကြတယ်ဈေးသက်သာပြီးတော့မှ quality ကောင်းတဲ့ပစ္စည်းတွေဆိုလို့ရှိရင်တောင်သူတွေကိုသုံးပါလို့ညွှန်းတယ်ဒါပေမဲ့တောင်သူတွေရဲ့အထင်မှာကဘာဖြစ်လဲဆိုလို့ရှိရင်သူတို့ရောင်းချင်လို့ထိုးရောင်းနေတာလို့ထင်ကြတယ်နန်းတို့ရဲ့အမကိုရီးယားကမ်နော်ဝစီရစ်ယူချာစနေနော်နီးစနစ်နော်ပလောင်လန်တနီတချီစနေနော်နမဘွေစီမလာနေခိုကေအခရီအမျိုးချာယူစနေအောယူနော်တမူးနော်အချန်ငတ်ပို့စူပို့တဲ့ဘွေအော်နေဖေးတဲ့ကစမ်းကြွားဖေးတဲ့စနော်ဘွေအော်နေလို့တမူးငတ်ထုံစူထုံဂျန်စနေနော်နော်ခုစားလို့တဲ့ပွင့်ယူစနေနော်นื้อထုံတဲ့မမီလာခရီချာတဲ့မဲနဘွေစီတူလန်တဲ့ဒါတဲ့ဟောင်းတနီခါကာကောက်ကေချူတငမ်နိမရာ